အမှန်နဲ့သုံးပြောင်းနိုင်လားတဲ့အမှန်တိုင်းနဲ့ရိုးသားဆုံးပြောရရင်တော့လေဟိုဒါအမတက်တလောက်မှတ်တလောက်ပေါ့နော်အမလည်းဝါသနာရှင်ဆိုတော့ရှာထားတဲ့နေရာမှာတော့မပြောက်ပတ်သေးနေရာမှာရဲ့လို့တော့အမကတော့မတွေ့ဘူးပေါ့နော်ဒါပေမဲ့ဟိုပြောချင်တာတကူကလေလူတော်တော်များများပျောက်သီးဆိုအရန်လိုက်ကြတာအရန်ကြိုက်ရတာပျောက်သီးကိုမလိုက်နဲ့မြူးသီးကိုလိုက်မြူးတာကိုလိုက်မြူးသီးမြူးပရိတ်ကိုမကြောက်နဲ့ပျောက်သီးကိုအာမကြနဲ့သိလားဟိုဒီ၃မှာရာဇဝင်ရှိတယ်၃ကပါ၃ဘက်စက်တိုက်တာမသိပျောက်ဘူးတယ်၃ဘက်သုံးခဲ့တဲ့2နှစ်3နှစ်လောက်တော့နော်အဲ့မှာ3ဘက်4ဘက်လောက်ပျောက်ဘူးတယ်3ကအဲ့တော့ကိုယ့်အကိုစင်ញမှာဟိုထိမ့်ပြီးတော့ကစားပါစင်ញမှာဆိုတာဆရာလောက်တာနဲ့တူတယ်ထိမ့်ပြီးတော့ကစားပါအမတော့ပျောက်သေးအာမပေးပါဘူးနော်ဒါပေမဲ့ကန်တရားတွေဘယ်သူမှအပိုင်မသိဘူးကွာတကူးရှင်မဟုတ်ဘူးစက်ကင်တာလည်းအပိုင်သိမယ်အမတို့ကတွေ့ရခံမှန်းကြည့်ပဲပြောပြရတာပြောပြမယ်ခုကမနေ့ကဘလို့ထွက်လဲဆိုတော့6ထွက်တယ်ညနေပိုင်းကျတော့40ထွက်တယ်အဲ့ဒီမှာအမပြောချင်တာကတနင်္လာရဲ့နောက်ကျောအလုံးကကြံတဲ့8ချိန်မှာအမြဲတမ်းပြန်ပေးတယ်ကလန်နာကိုစစ်ကြည့်မပေးတဲ့ပတ်လည်းရှိတယ်ဒါပေမဲ့ရှားတယ်နော်ဒါဘဟုတုတလည်းဖြစ်အောင်ပြောပြမယ်ဝါသနာပါတဲ့သူတွေဆိုတနင်္လာညနေထွက်ခနဲ့ရဲ့နောက်ကျောအလုံးကကြံတဲ့8ချိန်မှာပြန်ဆင်းတယ်နော်အဲ့တော့ပျောက်တီးကိုလိုက်မဲ့အစားမနေ့ကမနက်ပိုင်းနဲ့ချောင်းညနေပိုင်း40လို့ထွက်ထားတယ်အဲ့တနင်္လာညနေရဲ့နောက်ကျောပိတ်က3ညဖြစ်တယ်အဲ့ဒီ3ညကိုကြံ8ချိန်မှာပြန်လာမယ်ပြန်ထိုးလို့ရတယ်ဘာတွေနဲ့ကတ်လို့ရလဲနေတိုင်းဝမ်းချင်းကြီးဘာတွေနဲ့ကို့မှာကောင်းလို့ရတယ်နဲ့ကတ်လို့ရတယ်အခုအမလာနိုင်နဲ့ပြောထားတဲ့တစ်ပရိတ်တို့ခွန်ပရိတ်တို့ပါဝါတို့နဲ့အဲ့ဒီ3ညကိုကတ်လို့ရတယ်ဒါမဲ့အခုဒီနေ့တနေ့တာအနေနဲ့ဒါစေတနာနဲ့နည်းနည်းအလုံးလေးနည်းနည်းအရှုပ်ခံပြီးလာပြောပြရပါတော့အဲ့ဒါဘာလဲဆိုတော့ဟို6ကလုံးပိုင်ဆိုင်နှစ်ဆိုင်တိုက်တယ်အဲ့ဒီ6ကလေးကိုကို့မှာရှိတဲ့ဝမ်းချင်းလေးနဲ့ကတ်ထပ်ပြီးပြောပြပေးလိုက်မယ်အရင်ဘက်တစ်ပတ်လုံးရဲ့မနေ့ကတရက်ရဲ့6ရက်စတိုင်မှန်လာတဲ့ဝမ်းချင်းကဒီနေ့ဆက်ပြီးရင်38တလုံးထိမယ်38တလုံးထိမယ်အဲ့ဒီ38နဲ့ဆောင်းလာကျွန်မပြောထားတဲ့6တို့3ညတို့နဲ့ကတ်လို့ရတယ်နော်အမမကိုမမိတ်ဆွေတို့မှာကိုရှိတဲ့လုံးမိုင်နဲ့လည်းကတ်လို့ရတယ်လာနိုင်တဲ့ပုံစံနေနဲ့လည်းကတ်လို့ရတယ်အဲ့တော့အားလုံးအဆင်ပြေကြပါစေလို့တောင်းပေးလိုက်ပါတယ်ကျွန်မဟိုမှာမီးပြီးဒုက္ခတွေထမင်းတော့ဝေဖို့ဟိုမှာအမားနဲ့ချက်နေရတော့ဆိုမအားဘူးခုတော့ဒီလောက်ပဲလာပြောပြပါမယ်ကျေးဇူးတင်ပါတယ်